ပဲမင်္ဂလာပါ story talk season ကနေပြီးတော့မှပြန်လည်ကကြိုဆိုလိုက်ပါတယ် story talk season မှာနေ့စဉ်ပုံပြင်ကောင်းလေးတွေကိုတင်ဆက်ပေးနေတာမို့လို့ story talk season ကို subscribe လေးလုပ်ပေးထားကြဖို့တောင်းပန်လိုက်ပါတယ် story talk season မှာဝင်ရောက်ကြည့်စုအပ်ပေးနေကြတဲ့အိတ်လက်ရောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဆိုတဲ့အကြောင်းပြပြပါရစေဒီခနေ့ပြပြပေးမဲ့ပုံပြင်လေးရဲ့အမည်ကတော့လိုက်မပြိုင်နဲ့ဆိုတဲ့စကားဖြစ်ပါတယ်လိုက်မပြိုင်နဲ့ဆိုတဲ့ပုံပြင်လေးဖြစ်ပါတယ်တခါတော့ကတော့အုံကြီးတစ်ခုမှာကိုကြီးတကူရှိတယ်အဲ့ဒီကိုကြီးထဲမှာချစ်လေးကြီးတကောင်နေတယ်ပတ်ဝန်းကျင်မှာလည်းပဲလိမ့်ဆန်ကြီးငယ်ရွယ်နဲ့အမျိုးအစားစုံလင်စွာနေထိုင်ကြတယ်တနေ့တော့အခါမှာချစ်လေးကြီးစီကိုမြေခွေးတကောင်ရောက်လာခဲ့တယ်မြေခွေးကချစ်လေးကြီးကိုလာပြောတယ်ချစ်လေးကြီးနဲ့ကျွန်တော်နဲ့အားပြိုင်မလားသူတို့လာမေးတယ်ခါကျတော့ချစ်လေးကြီးကခယူတောင်မဆိုင်ဘူးမလိချင်အောင်ရှောင်ပြီးနေလိုက်တယ်ချစ်လေးကြီးကကြောက်နေတယ်လားကျွန်တော်ကိုကြောက်နေလို့လာလေအခုလိုမျိုးခေါင်းရှောင်နေတာဖြစ်မယ်ဒီလိုပြောပြန်တယ်ခါကျတော့ဒီလိုပြောလဲပဲချစ်လေးကြီးကသူ့ရဲ့စကားကိုဒီတင်းမလုပ်ဘူးခယူတောင်မဆိုင်ဘူးဆိုတော့ဒီမြေခွေးကဒါဆိုရင်ခင်ဗျားကကျွန်တော်ကိုတုတ်အောင်ကြောက်နေရတယ်ဆိုတဲ့အကြောင်းလိမ့်ဆန်တွေအားလုံးသိသွားအောင်လိုက်ပြောပြလိုက်မယ်ဒီလိုပြောတယ်လာကောင်းဆုံးခံမနေပါနဲ့ကွာမဲနဲ့ငါပြိုင်ကြအကြောင်းဘာမှမရှိဘူးမြေခွေးစုပ်အဲ့လိုပြောတယ်ဘာဖြစ်လို့လဲဆိုရင်မသိလားမဲလို့အစတမ်းမရှိအားချင်းနဲ့သေးလေတဲ့တတ်တော်အကောင်နဲ့တောင်မှငါကလိုက်ပြီးလို့ရှိရင်ရန်ဖြစ်နေပါကောလားဆိုပြီးမှပါဝချင်းကငါ့ကိုကဲ့ရဲ့မယ်အဲ့ဒါကြောင့်မဲလို့မလောက်စားအကောင်နဲ့ငါမပြိုင်ဘူးမဲနားလဲဖို့လို့တယ်ဒီလိုမျိုးပြောလိုက်တယ်ပုံပြင်လေးကအဲ့ဒါပါပဲဒါပေမဲ့ဒီတော့ပိတ်ကလေးမှာပြောချင်စရာကောင်းတဲ့အရာလေးတွေရှိတယ်ဒါကအကြီးနဲ့အငယ်နဲ့ကိုယ့်ရဲ့အစစ်အတန်းကိုတချို့လူတွေဟာမသိကြဘူးကိုယ်ကပဲအစစ်မှာလဲမိဘနဲ့သားသမီးဆိုပါစို့မိဘပဲလေသားသမီးကလာပြိုင်လို့မရဘူးအကိုကြီးအမကြီးဒီလိုမျိုးတွေမှာလည်းပဲငယ်ရွယ်လူတွေကဂုတ်တုဂုတ်ပြိုင်လှုပ်လို့မရဘူးဂုတ်တုဂုတ်ပြိုင်ငယ်ရွယ်လူတွေကလှုပ်လာခဲ့လိတိုင်အောင်ကြီးရတဲ့လူတွေကနားလည်ဖို့လိုတယ်လူနဲ့ပြိုင်လို့ရှိရင်တော့နိုင်ဆုံးချင်ဆုံးကြီးတဲ့လူကလိုက်ခါကြတယ်ကြီးတဲ့လူမှာလိုက်ခါကြတယ်ဘာဖြစ်လို့လဲဆိုရင်ငယ်တဲ့လူနေတာမှလိုက်ပြိုင်နေရကောင်းလားဒီကောင်ဆိုပြီးမှပညာရှိတော်ကောင်းအတိုင်းဝိုင်းကနေပြီးတော့မှကဲ့ရဲ့ဆောက်ချကြတယ်တဲ့အဲ့ဒါကြောင့်လောကမှာမပြိုင်ဆိုင်တဲ့ဂုတ်တုဂုတ်ပြိုင်မလုပ်တဲ့ဂုတ်ကြီးမတူတဲ့လူတွေနဲ့ဂုတ်တုဂုတ်ပြိုင်မလုပ်တာဟာအကောင်းဆုံးပဲဆိုတာကိုပြောပြလိုတာပါအားလုံးကိုကျေးဇူးတင်ပါတယ်နော် story talk season မှာဒီထက်ကောင်းမြတ်တဲ့ပုံပြင်ကောင်းလေးတွေနဲ့အတူပြန်လာခဲ့ပါအောင်မယ် YouTube ကနေကြည့်နေခဲ့တဲ့ဆိုစီတော့ subscribe လေးလုပ်ပေးကြပါဗီဒီယိုကနေကြည့်နေကြတဲ့ဆိုစီတော့ follow လေးလုပ်ပေးထားကြဖို့တောင်းပန်လိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်